ဒီနေ့ကျွန်တော်ရှင်းပြချင်တဲ့မီးကျူပေါ့နော်ကျတို့မီးဆက်ဆက်လုပ်တော့မှဆိုရင်ဒီနှစ်ချောင်းရှိမှမီးလင်းမဲ့ထင်တာဒါပေမဲ့ဒီနှစ်ချောင်းရှိမှမီးလင်းတာကမှန်တယ်ဒါကျွန်တော်တို့အတိဘာမှမသိခင်တော့ကတော့ဒီကျွန်တော်တို့အရင်မီးလုံးမှာလိုက်မလုတ်တဲ့အရာပေါ့နော်ပြောပြတဲ့ဟာဒီအနီကျူးကကျွန်တော်တို့လူတိုင်းလူတိထားတာကမီးရှိတဲ့ကျူးလိုင်းကျူးဆိုပြီးတော့အတိများတယ်ဒီဖက်အမဲကတော့ neutral နော်ဒါလည်းလူတိများတယ်နော်လူတိများတဲ့အတွက်တခါတလေကြံ့ကျွန်တော်တို့ကျူးမရှိတဲ့အချိန်မှာအရေးပေါ်မီးလုံးတစ်လုံးကိုဆင်ပြီးဆိုရင်ဒီမီးကျိုးနှစ်ချောင်းဒီအမဲကျူးဖြစ်ဖြစ်အနီကျူးဖြစ်ဖြစ်မရှိတဲ့အချိန်မှာအမဲနှစ်ချောင်းရှင်ကျွန်တော်တို့နှစ်ချောင်းကိုခောက်ပြီးတော့တစ်ချောင်းကို neutral သုံးတယ်တစ်ချောင်းကို fit เนาะခတ်ကျိုးကျွန်တော်တို့သုံးပလိုက်တယ်အဲ့လိုမျိုးဆိုရင်တော့တစ်ခါကျရင်တို့မီးမလင်းဘူးထင်တာပေါ့နော်ကျွန်တော်တို့အရင်တော့ဆိုရင်တော့ဒီနှစ်ခုရှိမှမီးလင်းမယ်ထင်တာသဘောပေါက်လာကြာလာတော့မသိဘူးဒီနှစ်ခုရှိမှမီးလင်းတာတော့မှန်ပေမဲ့အနီအနဲ့ပေါင်းမှပဲမီးလင်းတယ်ကျွန်တော်တို့ထင်ကြတာပေါ့နော်ဒီနေရာမှာတစ်ခုလေးနောက်ပြောပြတယ်မဲ့ဟာပေါ့နော်ဒီကောင်စမီးရှိတယ်နော်ကျွန်တော်တို့ဒီအနီကျူးကပုံမှန်မီးရှိတယ်အမဲမှာမီးမရှိဘူးနော်ဒီမှာတိတ်မင်းရလာတော့မသိဘူးနော်ဒီမှာပြတယ်နော်ဒီလိုမျိုးပါနော်ဒီအနီကကိုက breaker မှာအနီကျူး line main နေရာမှာဒီအနီထဲမှသာမီးရှိမှာဖြစ်တယ်တကယ်လို့ဒီအနီကျူးမရှိလို့အရေးပေါ်မလို့တိတ်လေးနဲ့အနီလေးပတ်ပြီးတော့ဒီအမဲကိုကျွန်တော် line မှာ fit မှာသုံးမယ်ဆိုရင်ရတယ်ပြဿနာမရှိဘူးဘာလို့ဆိုတော့ဟိုဖက်ဒီဖက်လက်ကျိုးကအတူတူဖြစ်နေတဲ့အတွက်ကိုထဲ့တဲ့ပေါက်မှာသူ့ဟာနဲ့သူကျွန်တော်တို့ထဲ့တဲ့အတိုင်းပေါ့ပြောင်းသွားမှာအခုဒီမှာဆိုကျွန်တော်ပြန်ပြောင်းပေးမယ်ဒီမှာအမဲမှာမီးပြန်ရောက်တယ်အနီမှာမီးမရှိတော့အဲ့ဒါဆိုတော့ကူထဲ့ထားတဲ့ဟာကကိုယ့်အတွက်ဆရာဖြစ်တာဥပမာကျွန်တော်တို့ဒီခိုဟိုနေ့ကရှင်းပြတဲ့ဟာပေါ့နော်ဒီတကယ်လို့ဒီအနီရောင်ကျူးကခလုတ်ထဲမှာကတ်တော့မရှိဘဲနဲ့အပေါ်မီးလုံးမှာဒါလည်းရောက်နေတယ်ဆိုရင်ကျွန်တော်တို့မီးလုံးလဲတဲ့အချိန်မှာပြဿနာဖြစ်တယ်ဓာတ်လိုက်တာတို့မတက်တဲ့သူတွေအတွက်တော့ဓာတ်လိုက်တဲ့အရာရှိတတ်တယ်ဆိုပြီးတော့ရှင်းပြတာတချို့ကြတော့ကျွန်တော်ငင်းခုန်နေတာပေါ့နော်ဒါကိုထည့်ထားတယ်မှာကျွန်တော်တို့ fit အထွက်ကနေကျိုးမရှိလို့မီးတိတ်လေးနဲ့ပတ်ပြီးတော့အမဲကျိုးကိုကျွန်တော်တို့ထည့်မယ်ဆိုရင်အမဲကလည်းကျွန်တော်တို့ line မှာသုံးလို့ရတယ်ကျိုးမရှိလို့ neutral ကိုမီးတိတ်เนาะဒီအနီရောင်လေးကိုမီးတိတ်လေးနဲ့ပတ်ပြီးတော့ကိုထည့်ခြင်းတဲ့ neutral မှာသုံးရင်လည်းဒီအမဲက neutral ဖြစ်သွားတာပဲနောက်တစ်ခုကျူးကမရှိလို့ကျွန်တော်တို့အခက်ခဲဖြစ်လို့ကျိုးမရှိတဲ့ဟာဆိုရင်ကျွန်တော်တို့ဒီကျိုးနှစ်ချောင်းတအောက်မှာခုနပြောပြတယ်လို့မျိုးပဲဒီဟာကို fit မှာထည့်မယ်ဒီဟာ neutral ထည့်ရတယ်ဆိုရင်ရတယ်ပြဿနာမရှိဘူးကိုကတေချာမှတ်ထားတဲ့အတွက်အကျိုးတွေဘာတွေမှာလဲကို့မှာသင်္ကေတတစ်ခုလေးနဲ့မှတ်ပြီးဆိုရင်ကျွန်တော်တို့ဒီကျိုးတွေအသုံးပြုလို့ရတယ်နော်ပြောင်းပြန်ဖြစ်လားမဖြစ်လားဆိုတာတော့ပြဿနာမရှိဘူးပြဿနာရှိရမယ့်အရာကကျွန်တော်ခလုတ်နဲ့သွားရမယ့်အခါမှာဒီအနီကျိုး fit ကျိုးကခလုတ်ထဲဝင်ရမယ်ဒီ neutral ကမီးလုံးကိုသွားပေးရမှာဒါခတ်ကျိုးဖြစ်မယ်ဒီကောင်က neutral ဖြစ်မယ်ဆိုတဲ့ပုံစံနဲ့လေအသုံးပြုလို့ရတာပေါ့နော်
ဒါကျွန်တော်ပြောင်းပြန်ထည့်ထားတဲ့ဟာပြောင်းပြန်လဲမီးလုံးကတော့လင်းတာပဲပြောချင်တဲ့အရာကကုသိမ်ဂီတလေးကိုမှတ်မှတ်တတ်သားလေးနဲ့လုံမယ်ဆိုရင်ကျွန်တော်တို့ဘယ်ကျိုးမဆိုအသုံးပြုလို့ရတယ်ဆိုတဲ့အရာလေးကိုပေါ့နော်အဲ့ဒါလေးရှင်းပြချင်တာပါကျေးဇူးတင်ပါတယ်